မျိုးသမီးတဦးဟာသူမရဲ့ခင်ပွန်းဖြစ်သူနောင်မီးလင်းနေတာကိုထူးဆန်းတဲ့နည်းလမ်းတစ်ခုနဲ့သိရှိသွားခဲ့ပါတယ်။အဲ့ဒါကတော့တခြားမျိုးသမီးတဦးရဲ့ social media အကောင့်မှာတင်ထားတဲ့သူမတို့အိမ်ကခွေးလေးရဲ့ဓာတ်ပုံကြောင့်ပါပဲ။အဆိုပါအမျိုးသမီးဟာ online မှာကြည့်ရှုရင်းတစိမ်းမျိုးသမီးတဦးရဲ့ပိုက်တစ်ခုမှာသူမနဲ့ရင်းနှီးနေတဲ့ခွေးလေးကိုသတိပြုမိသွားပါတယ်။ဓာတ်ပုံတွေကခွေးရဲ့ပုံမှန်တင်မကပဲခွေးလေးဝတ်ထားတဲ့အသုံးဆောင်တွေကပါသူမတို့အိမ်ကခွေးလေးဖြစ်နေတာကိုသိရှိသွားပါတယ်။ဒါတင်မကသေးပဲဓာတ်ပုံတွေကနောက်ခံနေရာတွေနဲ့အသေးစိတ်အချက်လက်တွေကသူမရဲ့ခင်ပွန်းနဲ့ပတ်သက်နေတာကိုသတိပြုမိပြီးနောက်မှာတော့စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ရာကနေလျှို့ဝှက်ထားတဲ့အိမ်အောင်ရေးဖောက်ပြန်မှုကိုဖော်ထုတ်နိုင်ခဲ့ပါတယ်။ဒီဖြစ်ရပ်ဟာအခုခေတ် social media ခေတ်မှာလျှို့ဝှက်ချက်တွေကိုထိန်းသိမ်းဖို့ဘလောက်ခက်ခဲသလဲဆိုတာကိုပြသနေပါတယ်။ဖောက်ပြန်သူတွေဟာသူတို့ကိုသူတို့သတိထားနေပေမဲ့သူတို့နဲ့ပတ်သက်နေသူတွေကတင်လိုက်တဲ့ဓာတ်ပုံလေးတစ်ပုံဥပမာအိမ်မွေးတိရစ္ဆာန်နာယီဖက်နှက်နဲ့အခန်းနောက်ခံကနေတဲလွန်စတွေပေးမိတတ်ပါတယ်။ social media ရဲ့ algorithm တွေကြောင့်တယောက်နဲ့တယောက်မထင်မှတ်ပဲအကောင့်တွေမြင်တွေ့သွားရာကနေအမှန်တရားတွေပေါ်ပေါက်လာတတ်ပါတယ်။ဒါကြောင့်မြေမြုပ်လို့အပုပ်မပေါ်ဆိုတဲ့စကားဟာdigitalခေတ်မှာတော့အလုံးမဖြစ်တော့ပါဘူး။အသေးငယ်ဆုံးလို့ထင်ရတဲ့အချက်လက်လေးတွေကနေကြီးမားတဲ့လျှို့ဝှက်ချက်တွေကိုဖော်ထုတ်ပေးနိုင်တာကြောင့်ကိုပြုတဲ့ကံကိုထံပြန်ဆိုတာကိုတော့သတိပြုရပါမယ်။